မြန်မာနိုင်ငံ၏မြောက်ဘက်တွင်မြစ်သည်နိုင်ငံတည်ရှိသည်မြန်မာနိုင်ငံ၏ပထမဆုံးရုပ်ရှင်မင်းသားအမည်ကိုဖော်ပြပါမြန်မာနိုင်ငံ၏တောင်ဘက်တွင်မြစ်သည်နိုင်ငံတည်ရှိသည်